မင်္ဂလိတယောက်ကသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုအမျိုးသားဆရာဝန်တယောက်နဲ့စစ်ဆေးမှုခံယူနေရတာပါဆရာဝန်ရဲ့တင်းငင်ပြီး professional ဆန်တဲ့မျက်နှာသားကိုကြည့်ရင်းနဲ့သူအစောပိုင်းကလိန်ပြောခဲ့မိတာကိုနောင်တရနေမိပါတယ်ဆရာဝန်ကစစ်ဆေးမှုစတင်တော့မဲ့အချိန်မှာပဲသူကရှက်နဲ့ဆရာဝန်ရဲ့လက်ကိုလှမ်းကိုက်လိုက်ပြီးသူဟာအပြိုးစင်လေးဖြစ်နေသေးတဲ့အကြောင်းပြောပြချင်နေခဲ့တာပါဒါပေမဲ့သူကဆရာဝန်ရဲ့မော်တာကိုခဲရမှာစိုးရိမ်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့ရှေ့မှာရှိနေတဲ့ဆရာဝန်ကသူ့ရဲ့တက္ကသိုလ်တုန်းကပထမဆုံးအခြေဦးဖြစ်နေလို့ပါပဲတက္ကသိုလ်တုန်းကသူတို့နှစ်ယောက်ဟာအရက်ကိုစီးရုံကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့သူနဲ့တွေ့ရမယ့်ဆရာဝန်ကသူ့ရဲ့ရည်စားဟောင်းဖြစ်နေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သူရင်ဆိုင်ဖို့အရန်ရှက်ထွက်ခဲ့ရတာစားချက်တွေပြန်ပေါ်လာခဲ့ပြီးမြဲမင်းကလေးဘက်မှာတော့အစောပိုင်းကဆွဆွချက်တွေကိုဆရာဝန်ကြားသွားမှာကိုအရန်တယောက်ကစီစစ်ချက်အစီရင်ခံစားကိုဆရာဝန်စီလာပြီးရင်းနဲ့ဒီခွေးစစ်မှုကိုသူတယောက်တည်းပဲဦးဆောင်ပြီးလုပ်ပေးနိုင်မယ်လို့ပြောလိုက်ပါတယ်ဒီမင်းကလေးကထိတ်လန့်သွားပြီးအကြောင်းပြချက်တစ်ခုပေးကထပ်ပြီးကိုစူးစမ်းခဲ့ပါတယ်သူဟာအမြဲတမ်းစီကန်းရှိရှိနေထိုင်ခဲ့ပါလျက်နဲ့ဘာလို့ဒီလိုခက်ခဲတဲ့ရောဂါမျိုးခန်းစားနေရတာလဲဆိုတာကိုသူနားမလည်နိုင်အောင်ဖြစ်နေခဲ့ရတာပါစိတ်ရှူထွေးပြီးစဉ်းစားနေတော့မှာပဲအရင်ကသူ့ကိုလဲဖျားခဲ့တဲ့သူငယ်ချင်းနဲ့သွားတော့ပါတော့တယ်အဲ့ဒီသူငယ်ချင်းကစီစစ်ချက်ကိုလူယူကြည့်ပြီးသူအန်တယ်ကိုခေါ်သွားခဲ့တဲ့အချိန်မှာတော့ဟိုသူငယ်ချင်းမကတော့မနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကြံရစ်ခဲ့ပါတယ်။နာလီအနှဲငယ်ကြာပြီးနောက်မှာတော့သူ့ပြန်နှိုးလာခဲ့ပြီး12နာရီတောင်အိပ်ပရောသွားခဲ့တာကိုသိလိုက်ရပါတယ်။ဝေဝါဝါနဲ့တဲ့သူ့ကတင်ဘေးမှာရက်နေတဲ့ဆရာဝန်ကိုကြည့်လိုက်မိပါတယ်။ဆရာဝန်ကသူ့ကိုနူးညံ့စွာပြုံးပြရင်းအားလုံးအစင်းပြေးသွားမှာပါလို့တိုးတိုးလေးပြောပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။ပြီးတော့ပိုးပြီးတူးညင်းတဲ့အတန်လေးနဲ့ကိုမင်းကိုတုံလို့သွားပြီးအမှန်တရားကိုသိလိုက်ရတာကြောင့်ရင်တွေတင်းတင်းခုန်နေခဲ့ပါတော့တယ်။